အားလုံးပဲမင်္ဂလာပါသွားချင်တဲ့နေရာတွေကတခုဖြစ်တဲ့ခမာကူရာကိုဒီနေ့သွားမှာပဲတကယ်တော့ဗောနော်သွားချင်တဲ့နေရာတွေတော့အများကြီးဖြစ်ပါတယ်ဒီတိုင်းပဲအကြောင်းပိတ်တယ်အလုပ်ပိတ်တယ်ဆိုပေမဲ့ဗောနော်မသွားဖြစ်တာများပါတယ်ဆိုတော့ဒီနေ့ကတော့ခမာကူရာကိုသွားပါမယ်ကိုကတော့ဘူတောင်ရောက်ပြီပေါ့နော်ဒါကတော့10နာရီ60ရက်တာစီးပါမယ်စီကျူကိုအရင်သွားပြီးမသွားရမှာဆိုတော့စီကျူကိုအရင်သွားပါမယ်တကယ်တော့ဗောနော်ဒီရောက်လို့ရှိရင်သွားမယ်လို့မှတ်ထားတဲ့နေရာတွေကတော့တကယ်ကိုအများကြီးဖြစ်ပါတယ်ဒါပေမဲ့ဗောနော်တိတ်မွေးတဲ့ဒီခမာကူရာတော့မှတစ်ခေါက်မှမရောက်သေးဘူးဗောနော်သူများတွေရောက်ပြီးသွားပါပြီဘာလို့ဆိုတော့အလုပ်ပိတ်လို့ရှိရင်လည်းဒီအော်တိုဘိုင်းတူသွားလိုက်ဗောနော်ပြီးသွားလို့ရှိရင်ဒီညဆိုင်စင်တာဆိုတော့အိတ်လိုက်ဗောနော်အဲ့လိုမျိုးတိတ်ပြီးတော့မသွားနိုင်နိုင်လည်းပါတယ်ဗောနော်အဓိကတော့အားရလည်းတိတ်မရှိရလည်းပါတယ်ဗောနော်ဆိုတော့ဒီနေ့မှသွားပြီးမှဖြစ်ပါတယ်အဲ့တော့လိုက်ခဲ့ကြပါဦးအခုကတော့တူတူရောက်ပါပြီနည်းကားမှုနေလို့ဗောနော်နည်းလေးအေးလေးပဲလည်းတောက်မှာပါレシートをお受け取りください。お願いします。それにご注意ください。はい、214円になります。はいお支払い方法をお選びください。タッチ音が鳴るまで。ထားလိုက်တာကောင်းမှုလည်းတောင်းရှိတယ် ဟုတ်ပါတယ်ရထားမှုနေလို့ပါနောက်တစ်ဆင့်ပြန်ပြောင်းစီးပါမယ်ဘယ်တိုင်းသွားမယ်တော့မသိဘူးပေါ့နော်ဒီရောက်ပြီးတဲ့အိမ်ကြီးကောင်းကနေလိုက်ရမှာဖြစ်ပါတယ်ဆက်သွားပါမယ်ကဲအခုကတော့ပြောင်းဖို့အတွက်လက်မှတ်ဝယ်ပါမယ်1650နော် 1650ဖြစ်ပါတယ်ဒါပေမဲ့ဗီဒီယိုထဲမှာ1640လေးပေါ်နေပါဖြစ်ပါတယ်ကဲစီးပါမယ်ခင်ဗျအခုကတော့ရထားဆောင်နေတာဖြစ်ပါတယ်နောက်လိုက်စီးဖို့အတွက်ရထားဆောင်ပါမယ်ကဲအခုကတော့ရထားပေါ်ရောက်ပါပြီရထားတော့ပါမယ်ရထားတနားကြီးခွဲလောက်စီးရမှာမလို့အိတ်လိုက်ပါအောင်မယ်သွားတော့နည်းနည်းပေါ့နော်နောက်ထပ်ရထားတစ်စင်းထပ်စီးရပါတယ်တကယ်တော့နီးတယ်လို့လည်းဝေးပါတယ်ဆိုတော့ရထားဆက်ဆောင်လိုက်ပါအောင်မယ်ကဲကျွန်တော်တို့အခုချိန်တော့မရောက်သေးပါဘူးတကယ်ဝေးပါတယ်ဘာမှမဟုတ်ဘူးဘာမှတော့မဝေးဘူးတဲ့ဝေးတော့ဝေးတယ်ပေါ့နော်ဒါပေမဲ့တနားကြီးကြော်တော့ကြာတယ်ပေါ့တနားကြီးကအင်အားနေဒီရောက်ဆိုရင်တနားကြီး2နာရီတော့သွားရမှာပေါ့နော်နောက်ထပ်လော်ရီကားရဲ့တက်စီရပါမယ်တကယ်ဝေးတယ်ဗျာတခြားလဲကောင်းကောင်းမသွားတော့လေလမ်းတွေကလည်းလဲနေတာဆိုတော့နည်းနည်းတော့အချိန်ကြီးကြာနေတာဖြစ်ပါတယ်ထပ်ဆောင်လိုက်ပါဦးမယ်ကတော့နည်းနည်းတိုင်ပတ်နေပါလေရထားလမ်းပျောက်နေလို့ပေါ့နော်ရထားလမ်းပျောက်နေတဲ့အတွက်ဆက်သွားလို့မရသေးပါဘူးဆိုတော့ခဏဆက်ရှာတော့ပေါ့နော်ဒါတော့နောက်ဆုံးပြောင်းစီရမယ့်ရထားဖြစ်ပါတယ်တကယ်တော့ဒီနေရာလေးကတကယ်ဟိုဘယ်လိုပြောရမလဲတကယ်လှတယ်ဗျာအဲ့လိုမျိုးတဘာဝရှူကနေလည်းပေါ်တယ်ပြီးသွားလို့ရှိရင်ဒီဟိုသူတို့ရဲ့ပုံစံလေးကလည်းရှေးဟောင်းနေပုံစံမျိုးလေးတကယ်လှတယ်ဒီနေရာလေးကတကယ်ဟိုမိုက်ပါလေ The next station is Shikirigahama EM9. နောက်ဘူတာဆိုလို့ရှိရင်ရောက်ပါပြီ次は長谷でございます。お出口は左側です。長谷駅は電車とホームの間が広く空いているところがありますので、お降りの際は足元にご注意ください。ဟုတ် The next station is Hasei EM12. အခုကတော့ရောက်ပါပြီရထားစီးရတာမလိုတော့ပါဘူးငါစီရတယ်ပြင်မလားလမ်းရှော့ဖို့ပဲလိုပါတော့လူတော့အရန်များမယ်လို့ထင်ပါတယ်ဒီနေရာနဲ့တက်ကူရဆိုတော့လေဒီနားမှာပေါ့နော်ကင်မရာမန်တွေအရန်ပေါ်တယ်ပေါ့နော်ကင်မရာမန်တွေအရန်ပေါ်တဲ့အတွက်တော်တော်လေးကိုသူတို့ရိုက်တဲ့လူပေါ်ကြပါတယ်အဲကြောင့်တော့မသိပါဘူးဒီနားမှာကင်မရာမန်တွေတော်တော်များကင်မရာနဲ့ရိုက်ကြတာများတယ်ပေါ့နော်တော်တော်လေးများပါတယ်တကယ်ပေါ့နော်ဟိုလူတွေအရန်ပေါ်ပါတယ်ဟိုတော်တော်များများဒီနေ့ကဒီနှစ်တကူရက်ဆိုတော့လေဟိုနေယူရီးယားညဆိုတော့သွားတဲ့လူတွေလည်းပေါ်တယ်ပြီးတော့အလောက်ကလည်းပိတ်တာဆိုတော့လည်းအရန်ပေါ်ပါတယ်တကယ်ကိုလူအရန်စီပါတယ်တကယ်ကိုလူအရန်ပေါ်တယ်ပေါ့နော်တော်တော်လေးပေါ်ပါတယ်
နှစ်သက်ကူရက်မလို့ထင်တယ်ပေါ့နော်လူအရန်စီပါတယ်နောက်ဆုံးတော့ရောက်ပါပြီမိဘဖြတ်ပြီးလို့ဟိုဘက်ကူလို့ရှိရင်ရောက်ပြီပေါ့နော်ဆိုတော့မိဘဆောင်းလဲပါအောင်မေမိဘခဏဆောင်းပါမယ်မိဘဆောင်းပြီးသွားလို့ရှိရင်တော့သွားပါမယ်လူရန်ပေါ်တဲ့အတွက်ဝန်ပါမယ်စပြီးတော့စတင်ပြီးတော့ဝန်ပါမယ်လက်မဝယ်ရကောင်းတာတော့မသိဘူးတခါမရဘူးသွားကြည့် လက်မပေါ်အောင် လက်မဝယ်ရမှာဖြစ်ပါတယ်ဒါတော့လက်မကောင်းတာဖြစ်ပါတယ်ခွတော့လက်မဝယ်နေတော့ဖြစ်ပါတယ်အဲ့ဒါတော့တိုင်းမှာしたその2人โอเคရောက်ပါပြီလက်မ ဒါကြီးဘယ်နေကုန်ပတ်လဲ လက်မလဲဝယ်ပြီးတော့ပါပြီလက်မဝယ်ပြီးတော့ဆိုတော့အစတမီဝယ်မှာမယ်အရင်ကတော့မရဘူးပေါ့နော်ဒါပေမဲ့ဒီနေ့ကတော့သိတဲ့အတိုင်းပဲအတော်လေးကိုလူစီတယ်အများကြီးပဲ31ရက်နေ့နေ့တကူရက်ဆိုတော့လေလူအရန်များတယ်ပေါ့နော်တော်တော်လေးများပါတယ်ဓာတ်ပုံရိုက်ဖို့တော့မနေဘူးစောင်းရမယ်တွေ့အများကြီးပေါ့နော်အဲ့ဒါလမ်းမှာလာနေတဲ့သူတွေအများကြီးပေါ့နော်ဆိုတော့ဒါတော့ပရောင်း300ဟိုတာပေါ့နော် ဘယ်ကကျော်ကရင်တော့ ဆိုတော့တကယ်လူအများကြီးတကယ်များပါတယ်လူတကယ်ကိုပေါ်တယ်ပေါ့နော်ဒီနေ့ကတော့ဒီနေ့တော့တကယ်လူပေါ်ပါတယ်တူရကဂိုင်ငါလာတာပေါ့နော်ကျွန်တော်တို့ဒါတော့ဟို foreigner တွေဂိုင်ငါပြီးတော့လာတာပေါ့နော်ဆိုတော့မိုက်ပါတယ်တကယ်ကိုလူအများများပါတယ်တကယ်ကိုဒီနေ့တကယ်ကိုလူအများများပါတယ်ထင်သားသလိုပေါ့နော်ဘာလို့ဆိုတော့နေ့တကူညဆိုတော့လေတကယ်များပါတယ်ဟိုတော်တော်ဓာတ်ပုံရိုက်ဖို့တော့မနေဘူးစောင်းမှနေတာပေါ့နော်နိုင်ငံမျိုးစုံလာတယ်ပေါ့နော်ဟိုမြန်မာတွေလည်းအများကြီးတွေ့ရတယ်ပေါ့နော်ဆိုတော့တကယ်လူအများကြီးဖြစ်ပါတယ်တကယ်ဟိုအများကြီးလာတာပါအောင်းနေတဲ့သူတွေအများကြီးပေါ့နော်ဓာတ်ပုံရိုက်ဖို့အတွက်တော့မှမနေဘူးစောင်းအောင်အနေထားဖြစ်ပါတယ်ဆိုတော့ကိုမြန်မာတွေလည်းတော်တော်လေးများတယ်ပေါ့နော်တွေ့ရတာဆိုတော့ဒီဘက်လောက်လိုက်ပတ်ကြည့်လိုက်အောင်ပါနော်လိုက်ပတ်ကြည့်လိုက်ပါဦးမယ်ဒါပေမဲ့ဒီနောက်ကျောဘက်မှာတော့လူသိမ့်မရှိပေါ့နော်ဒီနောက်ကျောဘက်မှာလူသိမ့်မရှိပါဘူးရှင်းပါပဲဟဲ့လူတွေများတာပေါ့နော်ထဲမှာတော့ဝင်ကြည့်လို့ရတယ်လို့ပြောတယ်ပေါ့နော်ဒါပေမဲ့တန်းစီနေတဲ့သူတွေများလို့အတွက်ဝင်လို့ရမလားတော့မသိဘူးခဏတော့စောင့်ကြည့်လိုက်ပါဦးမယ်ပွဲတော့ရက်တွေပိတ်ရက်တွေဆိုလို့ရှိရင်ပေါ့နော်ဒီနာမည်ကြီးတဲ့နေရာတွေလူစီတာကတော့ဘယ်နေရာမဆိုပေါ့နော်ဒီပိတ်ရက်ဆိုလို့ရှိရင်တော့နာမည်ကြီးတဲ့နေရာလူစီကိုစီပါတယ်ဆိုတော့ဒီနေ့ကတော့အရန်လူစီနေပေါ့နော်နောက်မှလည်းတန်းစီနေတဲ့သူတွေအများကြီးရှိပါတယ်ကျွန်တော်မတက်နိုင်ဘူးပေါ့နော်လူရှုပ်နေလဲခဏတော့ဝင်ကြရမှာပေါ့နော်ဒါမျိုးဆိုအချိန်ကုန်ပြီးတော့မရရဘဲနဲ့ပြန်လာလိမ့်မယ်ပေါ့နော်ဆိုတော့ရောက်ပေါ်တဲ့လူဓာတ်ပုံတွေခဏရိုက်ပါမယ် ပြေးရအောင်ချိတ်လို့လေဒီမှာပေါ့နော်ဟိုမြန်မာပတ်စံလေးတွေလည်းထိပ်ပေးထားတွေ့တယ်ပေါ့သူကနိုင်ငံပေါင်းစုံပတ်စံလေးတွေထိပ်ပေးထားတာပေါ့နော်ဒါပေမဲ့ဒီမှာ1000တန်တော့မပါဘူးပြ50တန်ကနေစပြီးတော့9000တန်ကြီးပါတယ်ပေါ့နော်1000တန်တော့မပါပါဘူးဆိုတော့တကယ်လူတွေလည်းအရန်ရှုံနေဖြစ်တဲ့အတွက်ကြောင့်မလို့ဝယ်စရာလေးတွေရှာဝယ်ပြီးတော့ခဏနေပြတ်ပါမယ်ဆိုတော့လူတွေအရန်များတယ်ပေါ့နော်လူတွေအရန်များတယ်ဆိုတော့ဓာတ်ပုံတွေတစ်ပုံနှစ်ပုံလောက်ပဲရိုက်ပြီးတော့ပြပါတော့မယ်ဒီလိုကျွန်မလည်းတကယ်နာမည်ကြီးတဲ့နေရာသွားခြင်းတယ်ဆိုလို့အဲ့လိုအေးဆေးနေနေဆိုတော့အခါကြီးရက်ကြီးတွေမသွားပါနဲ့လူရန်စီပါတယ်ဆိုတော့ ဒီမဟုတ်စနေတနင်္ဂနွေရုံးပိတ်ရက်မသွားနဲ့ဘယ်နဲ့အခါကြီးမြန်မာပြည်မဟုတ် ဟာတူတူပဲလေကွာရုံးပိတ်ရဟာအခါကြီးရက်ကြီးတယ်ညီမနိုင်ငံရုံးပိတ်တာပဲတူတူပဲဒီမှာရုံးပိတ်တာပဲဆိုတော့ပြန်ပါတော့မယ်ကျေးဇူးအများကြီးတင်ပါတယ်မပြန်သေးပါဘူးဟိုပြီးမှဟိုလမ်းမှာပင်လယ်တစ်ချက်ပြန်ဝင်မှာဖြစ်ပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်ပြန်တဲ့သူတွေလည်းရှိတယ်လို့အခုမှလာတဲ့သူတွေလည်းအများကြီးရှိပါတယ်ဆိုတော့ကျေးဇူးအများကြီးတင်ပါတယ်